Okay, good. Chapter 1 patterns. Number 1 program ကနေစကြည့်မယ် Number 1 A မှာဆိုရင်ပထမ2 4 8 16ပထမဆုံးအရင်ဆုံးပေါ့လေကိုက number pattern တွေမှာအလဲဆုံးပေါင်းတဲ့ number တွေများဖြစ်နိုင်ချေရှိလားစဉ်းစားကြည့်လို့ရတယ်ပေါင်းတဲ့ number တွေနဲ့ပထမဆုံးစရရင်2 plus 2 is 4 and the next one 2 4 plus 4 is 8 and 8 plus 8 is 16ဒီလိုမျိုးကြည့်မယ်ဆိုရင်သူက number အတူလေးတွေပဲပေါင်းသွားတယ်လို့ယူဆလို့ရတယ်ဒါဆိုရင် number 16ဆိုရင်16ပေါင်းပြီးတော့32လို့ယူဆလို့ရပါတယ်Okay နောက်တစ်ခုဆိုရင်32ဆိုတော့32လို့ပဲပေါင်းပြီးတော့နောက်တစ်ခု64ဒီမှာတော့ကွက်လက်3ခုဆိုတော့နောက်တစ်ခုထပ်ရှာမယ် plus 64ပေါင်းသွားပြီးတော့နောက်128ဆိုပြီးပြောလို့ရပါတယ်ဒါမှမဟုတ်ကိုကပေါ့လေအမြောက်ပေါင်းနေနေမဟုတ်ဘယ်နဲ့အမြောက်နေနေပဲစဉ်းစားကြည့်ချင်တဲ့ဒီ pattern မှာဆိုရင်တွေ့ရတယ်ဘယ်လိုလဲဆိုတော့2 multiply 2 is 4 now 4 multiply 2 4 နဲ့8နောက်တော့8 multiply 2 8 times 2 is 16ဒီတော့နောက်တစ်ခုဆိုရင်လည်း repeating pattern နေနဲ့ multiplication by 2เนาะဒီလိုမျိုး multiply with 2အနေနဲ့ပဲဆက်သွားကြည့်ရတဲ့ဒီဖြေတွေမျိုးတွေ့ရတယ်ဟုတ်ပြီเนาะကဲတော့နံပါတ် B နံပါတ် B အနေနဲ့ဆိုရင်တော့ဒီပု္ပ္ပစာမျိုးရဲ့ pattern 1 4 9 16ဒီလို number လေးတွေကိုတော့ဖြစ်နိုင်မယ်ဆိုရင်တော့ကိုမြင်နေတွေ့နေခြင်းတွေခဏဒါ Olympic တင်တဲ့ကလေးတွေဆိုရင်အမြဲတမ်းမြင်နေတွေ့နေရမျိုးဖြစ်လိမ့်ရှိတယ်အဲ့တော့ဖြစ်နိုင်ရင်တော့မှတ်ထားနိုင်ရင်တော့အကောင်းဆုံးပေါ့ဒါတွေကိုဒါ square number လို့လည်းခေါ်တယ်ဘယ်လို square number တွေလဲဆိုတော့အဲ့ဒီ number တွေက square ရဲ့ area ရှာလို့မျိုးသူ့ရဲ့ကိုယ်ပိုင်အလျားမြောက်အနံဆိုရင်အလျားရောအနံရောတူနေတဲ့ square ရဲ့ area ရှာတဲ့ပုံစံမျိုးအမြဲတမ်းတွေ့ရလိမ့်ရှိတယ်4ဆိုရင်လည်းသူ့ရဲ့ number နှစ်ခုတူရ number နှစ်ခုမြောက်တာမျိုး9ဆိုရင်လည်းသူ့ရဲ့ number တူရနှစ်ခုမြောက်တာမျိုးဒါ16ဆိုရင်လည်း4 multiply 4ဒီလိုမျိုး number အနေနဲ့တွေ့ရလိမ့်ရှိတယ်ဒီလိုမျိုး number တွေကို square number လို့လည်းခေါ်လိမ့်ရှိတယ်เนาะ Okay ဒီ square number တွေရဲ့ဒါဒီအကြောင်းလေးတွေကတော့ဒါကိုနောက်တန်းကြည့်လိုက်ရင်တွေ့ရလိမ့်မယ်ဒီကိုယ့်ရဲ့အခုဒီ level အနေနဲ့ကတော့ဒါ square number အနေနဲ့ဒါတည်ထားရင်လို့လောက်တယ်ကဲဒါမျိုးအနေနဲ့ pattern တွေနဲ့စဉ်းစားရရင်1 multiply 1 2 multiply 2 3 multiply 3 4 multiply 4ဆိုတော့နောက်တစ်ခု5 multiply 5 25နောက်တစ်ခု6 multiply 6 36နောက်တစ်ခု7 multiply 7 49ဒီလိုမျိုးစဉ်းစားလို့ရတယ်တကယ်လို့ကွာတော့အခုဒီမှာတော့နောက်တစ်မျိုးလက်ထပ်စဉ်းစားလို့ရတာဗောလေဒီမှာကျတော့ okay တကယ်လို့ပေါင်းတဲ့ number အနေနဲ့ပဲကြည့်သွားမယ်ဆိုရင်1 plus 3 is 4 now 4 plus 5 is 9 နောက်တစ်ခု9 plus 7 is 16ဒီတော့ပေါင်းတဲ့ number တွေကြည့်လိုက်ရင်အခု odd number လေးတွေတူတူပါရနော် okay မာဂနန်လေးတွေ3ပြီးတော့4 5ပြီးတော့6ခွန်ပြီးတော့8 9တိုးရတာလေဒီမှာကြည့်လိုက်ရင်25ရတယ်ကိုပြီးတော့17နောက်တစ်ခုကြည့်လိုက်တယ်36မှန်တယ်နောက်တစ်ခု73 13ပေါင်းတော့လေ49ရတာတွေ့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုနောက်တစ်ပတ် C မှာဆိုရင် okay ဒီ number တွေကကြတော့ပေါင်းသွားတဲ့ number တွေကိုအနေနဲ့ပဲကြည့်မယ်ဆိုရင်1 1 2 3 5ကဲဒီလိုချင်းနေမှာကျတော့ okay ပေါင်းတဲ့ number လေးတွေပဲဖြည်းဖြည်းတိုးသွားတယ်ပေါင်းတာနဲ့မြောက်တာကိုစဉ်းစားမယ်ဆိုရင် number တွေကအရင်ကွာသွားတာမျိုးပါလေဥပမာ A ရဲ့ပု္ပ္ပစာမှာဆိုရင်ဒါတော်တော်လေးကိုကွာသွားတာဒီလိုချင်းနေမှာဆိုရင်တော့ဖြစ်နိုင်ချေရှိတာဒါမြောက်တဲ့ pattern မျိုးဖြစ်ပုံများတယ်ဒီမှာကျတော့အရင်ကွာဟတာမျိုးတွေမရှိဘူးဆိုတော့ဖြစ်နိုင်ချေရှိဆုံးကတဖြည်းဖြည်းနဲ့တိုးသွားတဲ့ပုံစံမျိုးပဲအဲ့တော့တိုးသွားတဲ့ number လေးတွေပဲကောက်ရေးကြည့်မယ်ပေါ့နော် okay အခု negative တာပါအောင်လို့ plus ဒီမှာတော့0ပဲနောက်တစ်ခုမှာ plus 1နောက်တစ်ခုမှာ2 plus 3မှာ2ကနေ3က sorry ဒါ plus 1ပဲနောက်တစ်ခု3နဲ့5မှာကျတော့ plus 2ပုံမှန်ဆိုရင်1 okay ဆရာရဲ့ဒီမှာ0 1 2လာတယ်အဲ့ဒါဆို3လာမယ်ဒါပေမဲ့ဒီမှာနည်းနည်းလေး case လေးတစ်ခုက1နှစ်ခုလာတယ်ပုံမှန်ဆိုရင်0 1 1 2 2ဆိုပြီးတော့စဉ်းစားရအောင်လဲ0 0လာလည်းမဟုတ်ဘူးအဲ့တော့ဒီလို case မျိုးကသူက0 1တစ်ခု2တစ်ခုဆိုရင်တော့ဒါပုံမှန်ဆရာတို့အပေါ်လိုမျိုးပဲ2 4 6 8တိုးသွားသလိုမျိုးပဲဒါစဉ်းစားတာမျိုးလည်းရတယ်3 5 9 9စဉ်းစားလို့ရတယ်ဒါပေမဲ့ဒီလို case မျိုးမှာကြတော့ဆရာတို့သူ့ရဲ့ပုံမှန်တဖြည်းဖြည်းတိုးသွားတဲ့ number အနေနဲ့ထားမျိုးကိုပြောလို့တော့မရအောင်အဲ့တော့တခြားခြေနေမျိုးတွေ့စဉ်းစားအဲ့တော့ဘာမျိုးလေးဖြစ်တယ်လဲဆိုတော့ဒါ Fibonacci pattern ပေါ့လေဒါဒီ date တွေကတော့ဆရာတို့ဒါ class တွေမှာတော့သင်လို့ရှိတာပေါ့ဒီမှာဆိုရင်တော့အခုကြည့်လိုက်ရင်1 1အနေထားကဟိုသူ့ရဲ့အနောက်မှာလည်းဒီလိုမျိုးပြန်တွေ့ရလိမ့်ရှိတယ်ဒါလား1 1
ပို့ပြီးတော့ detail လေးပြန်စစ်ကြည့်လိုက်11ရဲ့နောက်မှာလာတဲ့2ကလည်းဒီမှာလည်းသူ့ရဲ့ကိုယ်ပိုင်ကဏ္ဍဖြစ်တဲ့11ပြီးရင်နောက်ထပ်2လာတဲ့နံပါတ်နဲ့အဲ့တော့ဒီလိုတူနေတယ်ဆိုတော့ပြောရရင်ဒီပေါင်းတဲ့နံပါတ်တွေကသူ့ရဲ့အနောက်ကနံပါတ်လေးတွေပဲပြန်ပေါင်းသွား112ပြီးသွားရင်3လာမယ်အဲ့ဆို0ကအောင်ဆရာရဲ့တန်ဖိုးမရှိဘူးလားရတယ်ဘာမှမဟုတ်0ကသူ့ရဲ့အနောက်မှာဘာရှိလဲဆိုတာမျိုးမသိဘူးဆိုတော့မရှိဘူးလို့လည်းယူဆပြီးတော့လည်း0ပေါင်းလို့ရတာပေါ့ဒါပေမဲ့ဒီနေရာမှာ0မဟုတ်ဘဲနဲ့ဘာဖြစ်တိတ်တော့ queue size ရမလို့ဒါမျိုးတိတ် queue size ရမလို့ဘာကြောင့်လဲဆိုတော့နှစ်ပတ်တန်တွေကသူကဒီနေရာတွေမှာပဲစပြီးပတ်တန်ဖြစ်ရမယ်လို့မဆိုလို့ဘူးသူကဒုတိယမြောက်ကစပြီးတော့ပတ်တန်ဖြစ်နေတယ်လို့လည်းယူဆလို့ရတယ်နော်โอเคဇာကဒီကိုဥမာပါလေပတ်တန်တစ်ခုရေးမယ်ရှေ့ကနံပါတ်က50ကြိုက်တာရေးပလိုက်ပြီးတော့အနောက်က1 2 3 4 5ရေးလို့ရတာပဲလေဒါရပတ်တန်မဟုတ်ဘူးဆိုရင်ဒီတစ်ခုကပဲပတ်တန်မဟုတ်ဘူးလို့ပြောပြီးတော့နောက်ပိုင်းကိုဇာတို့ရေးချလို့ရတာပဲနော်ဒီ50ရှိနေမှာ50ရှိနေတော့အဲ့ဒါဆိုရင်ဒီနေရာ5မဖြစ်တော့ဘူးလို့ယူဆလို့မရ50ကသူကပတ်တန်ထဲမှာစဉ်းစားလို့မရပါပဲဂျန်တဲ့နောက်ပိုင်းကစဉ်းစားလို့ရတယ်အဲ့ဒီပုံမျိုးပဲเนาะအဲ့တော့ဒီမှာတော့112ကတော့သူ့ရဲ့အနောက်ကနံပါတ်အနေနဲ့ပတ်တန်ရှိနေတယ်ဒီတော့0ကတော့ဒါပတ်တန်အနေနဲ့ထည့်စဉ်းစားကြမလို့အဲ့တော့112ပြီး3လာတယ် +3 နောက်တော့+3ပြီးသွားရင်နောက်ထပ်လာမှာက+5ကဲဒီတော့နံပါတ်လေးအရင်ဖြည့်ကြည့်မယ်เนาะပထမ5 + 3က8နောက်တော့8 + 5က13 okay ဒီမှာနံပါတ်ကတော့3ခုမေးတဲ့အတွက်ကြောင့်မလို့နောက်တစ်ခုလေးပါထပ်ရှာမယ်နောက်တစ်ခုအနေနဲ့က8 1 1 2 3 5အပေါ်ကနံပါတ်ကိုပြန်ကြည့်ရ1 1 2 3 5ပြီးတော့8လာတယ်အဲ့တော့ဒီမှာလဲနောက်ထပ် +8 တက်ပါအောင်เนาะဒီတော့နောက်ဆုံး13 + 8 21ရပါကဲနောက်ဆုံးဒီတစ်ခုကြည့်မယ်ဒီကကြတော့ okay ဒီမှာပေါင်းသွားတဲ့နံပါတ်လေးတွေရဲ့ type က2 1 4များသွားတယ်3ပြန်နေသွားတယ်6များသွားပြန်ပြီနောက်နေသွားပြန်ပြီကဲဒီလို case မျိုးတွေကကြတော့များလိုက်နေလိုက်လိုမျိုးတွေပဲဖြစ်သူကတဖြည်းဖြည်းနဲ့ steady case လေးတွေတဖြည်းဖြည်းတိုးသွားတာမျိုးလေးတွေပေါင်းလာတာမျိုးလေးမဟုတ်ဘဲနဲ့အဲ့လိုမျိုးလေးတွေကြားပြက်လေးတွေဖြစ်တတ်တယ်ဆိုရင်ကိုပုံမှန်စဉ်းစားနေကြတစ်ခုချင်းစီကြည့်သွားလို့မရဘဲနဲ့ကြော်ကြည့်ရတာမျိုးလေးချင်းနေလေးတွေရှိတတ်တယ်အဲ့တော့ဒီမှာဆိုရင်တော့ကြော်ကြည့်လိုက်ရင်သိတာပါလိမ့်မယ်1တစ်ခုကိုကြော်နောက်3ကိုကြော်လိုက်ပြီးတော့6 okay နောက်တစ်ခုကြော်မယ်ပေါ့လေဒီမှာကွက်လက်စဉ်းစားမယ်ပေါ့အဲ့ဒီမှာကြည့်လိုက်တဲ့အခါ2 4 6 8အခုဆိုရင်2 4 6 8အနေနဲ့ကြည့်လို့ရတယ်ဒါဆိုရင်နောက်ကျန်တဲ့တစ်ခုအနေနဲ့ဆိုရင်1 3 5 odd number เนาะတူလားအဲ့တော့ odd number နောက်တစ်ခုလာတယ်7အနေနဲ့ကြည့်လို့ရပါတယ်ကဲ okay ခဏနေနောက်တစ်ခုဆက်တွေ့ရအောင်เนาะကဲပြီးနောက်တစ်ခု number 2ပုံမှာကြည့်မယ်ကဲတော့ number 2ပုံမှာဆိုရင်3 15 27နောက်တစ်ခု5 blank 37 and blank 45 57ဒီတော့နံပါတ်တွေကတော့များလာတယ်ဒီမှာတော့များသွားတဲ့ပုံစံပေါ့လေဒီမှာလည်းနည်းမယ်များတယ်โอเคအဲ့တော့ဆရာတို့ကတဖြည်းဖြည်းနဲ့များသွားတဲ့ပုံစံမှာဒီလိုမျိုးနံပါတ်ချင်းကြည့်တာမျိုးစဉ်းစားခြင်းလည်းရတယ်ဒါပေမဲ့စဉ်းစားဖို့အတွက်ကကြောင့်နည်းငယ်ခက်ခဲရှိတယ်3 5ဆိုတော့โอเคနှစ်ခုတိုးတယ်ဒီမှာလည်းနှစ်ခုတိုးချင်မှတိုးမှာနောက်တစ်ခုဒီမှာကျတော့ကြည့်လိုက်မယ်ဆိုရင်ဟုတ်ပြီဒီမှာတော့10တိုးတယ်နောက်တစ်ခုကျတော့20တိုးတယ်တူနေတဲ့အခြေအနေမျိုးတွေတော့ case မျိုးမတွေ့ရအောင်เนาะအဲ့တော့တူးလိုက်ကြည့်တာထက်သူတို့ရဲ့အချင်းချင်း connection လေးတွေဘယ်လိုမျိုး connection လေးတွေအချိတ်ဆက်ရှိမလဲပေါ့ဒါမျိုးတွေကြည့်တာကတော့ပို့ပြီးတော့မြင်တာလောက်ကြည့်တော့ဆရာတို့315နှစ်ခုပဲအရင်ဆုံးပဒံစဉ်းစားကြည့်အောင်315မှာ okay ဒီမှာတော့ကြည့်လိုက်လို့ဆိုရင်35လီဒါမြင်လိုက်တာနဲ့တန်းစဉ်းစားကြည့်လို့ရတယ်35လီ15ကဲဒါဆိုရင်နောက်တစ်ခုအနေနဲ့လည်းစဉ်းစားလို့တော့ရတယ်ဒါဆိုရင်နောက်တစ်ခုက9 okay 9လီဆိုရဲဆိုတော့ဒီမှာလဲ9လီဆိုကြည့်တာပေါ့9လီ25တော့ blank เนาะဟုတ်ပြီအဲ့ဒါနောက်တစ်ခုကကြတော့ဘာလဲတော့မသိဘူး9လီဆိုရင်45ပေါ့ဒီသဘောမျိုးစဉ်းစားကြည့်ရရင်ကဲဒီတော့45ဆိုတော့9လီ45အဲ့တော့အကုန်လုံးကတော့အလီအနေနဲ့စဉ်းစားလို့ရတယ်ဒါဆိုရင်အောက်ကနံပါတ်ကတော့ဘာမှဒီတိုင်းပဲ plain ပေးထားတာမရဘူးလေတခုခုတော့အဲ့နံပါတ်တွေနဲ့ဆက်သွယ်မှုထူးခြားချက်တော့ရှိရမယ်ဒါဆိုရင်3နဲ့29နဲ့စဉ်းစားကြည့်မလား3နဲ့29 okay 6လီစဉ်းစားကြည့်အောင်6လီအဲ့ဆိုရင်ဒီဘက်ကရတဲ့9နဲ့39နဲ့ကြတော့6လီမရတော့ဟိုဘက်မှာ6လီရတယ်ဒီဘက်မှာ6လီရတူညီတဲ့ connection လေးတွေရှိတင်တာပေါ့ဒါပေမဲ့ဒီဘက်မှာလည်း9လီဆိုရဲ59မရအောင်เนาะကြည့်တော့ကိုနဲ့မှာပဒံမရှိဘူးဒါဆိုရင်ဆရာတို့
အမြောက်ကိုစဉ်းစားလို့မရဘဲနဲ့ဒီတစ်ခါပေါင်းတယ်လို့ပဲစဉ်းစားကြည့်ရင်ရောသူကတဖြည်းဖြည်းနဲ့တိုးသွားတဲ့ပုံစံမျိုးတွေပဲဆိုတော့ပေါင်းတာဒါမှမဟုတ်မြောက်တာအဲ့လိုခြေအနေနဲ့ပဲစဉ်းစားတင်တယ်နော်အဲ့တော့ပေါင်းကြည့်မယ်ဆိုရင်တော့ okay 3ဆိုတော့24ဟုတ်ပြီနော်24ပေါင်းတယ်ဒါဆိုရင်5ကြတော့30နဲ့5ကြတော့32ပေါင်းတယ်သူညာလည်းမရှိဘူးနောက်ထပ်ဒီမှာကြည့်ပြန်တော့လေ6ကြတော့46ပေါင်းတယ်ကြည့်ရတော့ကတော့တိုးသွားတာမျိုးတော့မရှိဘူးเนาะအဲ့ဆိုရင်ဒီလိုမျိုးကတော့ပတန်စဉ်းစားလို့မရဘူးပေါ့လေဒါမဲ့စိတ်တော့ကြာမလို့တခုအပေါ်အမှန်နေသေးတယ်သူက connection ကဒီတစ်ခုကိုစဉ်းစားလို့ရတယ်ဒီဘက်ကစဉ်းစားလို့မရပါပဲအောက်ကတစ်ခုကဒီဘက်နဲ့ပဲစဉ်းစားမှာပတန်ရှိတာမဟုတ်ညာဘက်နဲ့စဉ်းစားရင်လည်းပတန်ရှိနိုင်တာပဲလေအဲ့တော့ဒီဘက်နဲ့မရအောင်ဆိုပြီးတော့ကိုကဟုတ်တယ်ဒီဘက်တည်းမဟုတ်ဘူးပြန်ဖြတ်အစအနေပြန်တွက်ကြည့်တော့မလုပ်သင့်ဘူးနောက်တစ်ခုနဲ့လည်းကိုဖြစ်နိုင်ချေရှိသေးတယ်ဒါလေးစဉ်းစားကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ဒီတစ်ခုကိုစဉ်းစားကြည့်မယ်15နဲ့27နဲ့တေးကြတာကတော့ကနန်းအလီဆိုတော့မရဘူးအဲ့တော့အပေါင်းမဲ့ပေါင်းစဉ်းစားမယ်ပေါင်းမဲ့12ပေါင်းဟုတ်ပြီနော်အဲ့တော့နောက်တစ်ဖက်မှာကျတော့ဒီဘက်မှာကရှာထားတဲ့ blank ကိုဆရာတို့တည်ပြီးသား25နောက်တစ်ဖက်မှာအောက်ကကျတော့37ကဲကြည့်ပါအောင်စနစ်ပေါင်းလား2 + 1 is 3 3 + 2 is 7အဲ့တူတူပဲမှာတွေ့လားနော်အဲ့တော့ဒါဆိုရင်တော့တေချာပါပြီတေချာရဆိုမဲ့နောက်တစ်ခုမှလည်းတူနေရင်တော့ပိုတေချာတာပေါ့အဲ့တော့စစ်ကြည့်အောင်ဟိုဘက်တစ်ဖက်က45နောက်တစ်ဖက်က57 yes ဒီမှာတွဲပေါင်းပါတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီဘက်မှာကျတော့ answer ကဒီဘက်မှာကဒုတိယတစ်ခုမှာက answer ကဒီမှာရထားတယ်25ရဲ့နောက်တစ်ခုကကျတော့ဟိုဘက်တစ်ဖက်က answer ကကျတော့9ရပါမယ်ကဲဟုတ်ပြီနော်ကဲနောက်တစ်ပုတ်ဆက်တွေ့မယ်ခဏလေးကဲပြီအခုနောက် number 3ဆက်ကြည့်မယ်ဒီ number 3မှာကျတော့ဒီဘက် plan ပေးတယ်နောက်ဒုတိယတစ်ခုလည်း plan ပေးထားတယ်ကဲတော့အချင်းချင်း connection လေးတစ်ခုရှိလားအဲ့ connection ကိုအခြေခံပြီးတော့နောက်တစ်ဖက်ဒီမှာလည်းဒါလိုအပ်တာလေးတွေစဉ်းစားပါမယ်အဲ့တော့သူတို့ချင်းနှစ်ခုတွဲလေးတွေတူတာပဲဖြစ်ဖြစ်သတိထားမိရင်တော့အောက်လဲကနံပါတ်30ကိုရအောင်လို့ကျန်တဲ့3ခုကိုပေါင်းဒါမှမဟုတ်နှုတ်တစ်ခုခုပေါ့လေဒါတွက်ထုတ်ရင်းနဲ့အလဲက30ရအောင်တွက်ထုတ်တာပဲဖြစ်အဲ့လိုမျိုး30ရနိုင်တဲ့နီလန်လေးတစ်ခုတွေ့ရင်အဲ့နီလန်တွေကိုသုံးချပြီးဒီဘက်တွေလည်းတွက်လို့ရတယ်ဒါမှမဟုတ်တစ်ချက်ဒါကတော့တခြားပုတ်စာတွေလည်းဒီပုံစံမျိုးတွေတွေ့စဉ်းစားလို့ရအောင်ပေါ့လေအခုဒီပုံမှာကတော့ဆရာတို့သေးတဲ့နံပါတ်လေး3ခုကိုပေါင်းတာပဲဖြစ်မြောက်တာပဲဖြစ်စဉ်းစားပြီးတော့အလဲက30ရအောင်ကြိုးစားကြည့်အဲ့တော့46နဲ့ပေါင်း10 okay ဒါအကျန်းလေးအတွက်ကြည့်ပါလေကိုအကျန်းလေးတက်ပြီးတော့40နဲ့9နဲ့10နဲ့ကျန်တဲ့9နဲ့ဆိုရင်30ရဖို့မဖြစ်နိုင်ဘူးတော့เนาะဒါမှမဟုတ်30စားတာမျိုးပဲဖြစ်မလွယ်ဘူးပေါ့ကဲတော့နောက်တစ်ခု4နဲ့6နဲ့ပေါင်းတာပဲနဲ့6နဲ့9နဲ့ပေါင်းရင်15နဲ့4နဲ့ကျတော့30မရသေးဘူးเนาะပေါင်းတာပဲဖြစ်မြောက်တာဖြစ်ကဲဒါဆိုရင်နောက်တစ်ခုကပေါင်းတာတော့ဘာလို့မဟုတ်ဘဲနဲ့မြောက်တာနဲ့စစဉ်းစားရော6လေးက24နဲ့9နဲ့မဖြစ်နိုင်သေးဘူးဒါဆိုရင်နောက်တစ်ခု9နဲ့4နဲ့ဆိုရင်6လေး36ဟုတ်နော်6လေး36ဆိုတော့6နဲ့ပေါင်းရင်တော့မဟုတ်ဘဲနဲ့နှုတ်ရင်တော့ရသွားပြီကဲဒီမှာတွေ့ရနော်အလဲက30ရအောင်လုံးနိုင်တဲ့နီလန်ရှိတယ်အဲ့တော့အဲ့ရှိတဲ့နီလန်ကိုပဲသုံးချသွားမယ်ကဲဒီတော့ပြန်ရေးကြည့်အောင်9နဲ့4နဲ့ဆရာတို့ရင်မြောက်တယ်နော်ပထမအပေါ်ဆုံး top နောက်တော့left ကကြတော့4နောက်ပြီးတော့ right ကကြတော့6 okay 4နဲ့9နဲ့ multiply မြောက်ပြီးတော့ညာဘက်က6နဲ့ပေါင်းတယ်sorry နှုတ်တယ်နော် okay ကိုလေး36တဲ့6နှုတ်တော့ဒီဘက်က30ရတယ်ကဲဒီတော့ဒီအဆင့်မှာမှန်ပြီဆိုတော့နောက်တစ်ခုလည်းစဉ်းစားမယ် top က7နောက်တစ်ခု left ကကြတော့5 right ကကြတော့မေးခွန်းမေးတယ်ရှာလိုက်ရင်29ရမယ်ကဲဒီတော့ဘယ်လိုမျိုးစဉ်းစားမလဲပထမမြောက်တယ်ဆိုတော့9 5 35ဆိုတော့6နှုတ်ရင်29ရနော်အဲ့တော့35ရဲ့6နှုတ်29ဒီမှာဆိုရင်ဆရာတို့ blank 6ဖြည့်လို့ရပါတယ်ကဲနောက်တစ်ခု top က8နောက် left ကကြတော့3နောက် right ကကြတော့19 yeah ဒီတော့အားလုံးတက်ပြီးရင်အလဲက blank လေးရမယ်ဒီတော့ပထမတစ်ခုကမြောက်တယ်နောက်တစ်ခုကနှုတ်တယ်ဒီတော့83နဲ့24 minus 19အဲ့တော့မတိကြရင်ကျန်တဲ့မှာတစ်ချီပေါ့24 minus 19ဆိုတော့သူက answer 5ရမယ်နော်ကဲဒီတော့အလဲက5အနေနဲ့ရှိလို့ရပါကဲဒီတော့ answer အနေနဲ့မေးခွန်းရတယ်ဒုတိယတစ်ခုအနေနဲ့က6နောက်တတိယတစ်ခုက5က
ကဲဟုတ်ပြီနောက် number 4ဆက်တွေ့အောင် okay ဒီတစ်ခါအခု number 4တပုံဆက်ကြည့်မယ်နော်ဒီက number 4A မှာဆိုရင်ဒီမှာဆိုရင်တော့0 number 12လေးရှိတယ်အဲ့ number 12ကနေပြီးတော့နောက် pattern လေးပုံစံရှိမယ်ဒီလိုကနေဒါမှမဟုတ် crossing ပဲဖြစ်မလားဒီလိုပါလိပထမတစ်ခုနဲ့တစ်ခုနဲ့ crossing တွဲတာမျိုးဒါမှမဟုတ် beijing ကရက်တွဲတာမျိုးဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ်အောက်တွဲတာမျိုးတွေလည်းဒါဖြစ်နိုင်တယ်အဲ့တော့တစ်ခုနဲ့တစ်ခုနဲ့အချိတ်ဆက်လေးတွေတူညီတဲ့အချက်တွေရှိလောက်မယ်ပထမဆုံးစမ်းကြည့်ရသလား okay ဒီမှာပေါ့20နဲ့8နဲ့ဒီလိုတွဲကြည့်လိုက်ရောပထမ20 plus 8ကကြတော့yes ဒီမှာ28ကဲဒီမှာခံကောင်းချင်တော့နောက်တစ်ခုမှလည်းမှန်သွားပြီဒီမှာ12 plus 16ဆိုရင်လည်း yes ဒီမှာတူညီတဲ့အချက်တွေလည်း28ကဲဒီတော့နောက်တစ်ခုလည်းအခုလိုကြည့်လိုက်လို့ရတယ်ပထမတစ်ခုက26 plus 24ဆိုရင် equal to 50ဒီတော့နောက်တစ်ခုမှဆိုရင်ဘာမှန်းတော့မသိသေးဘူးအဲ့ဒါကို28နဲ့ပေါင်းရင်50ရမယ်ဒါဆိုရင်50ရဖို့အတွက်နောက်ထပ်လိုတဲ့ခဏအနေနဲ့22လို့ပြောလို့ရပါတယ်ကဲဒါဆိုရင်အဲ့တော့ pattern တိုင်းပဲနောက်တစ်ခုအနေနဲ့ဆက်ကြည့်အောင်ဒီတစ်ခါလည်းcrossing များဖြစ်မလားတစ်ချက်တွဲကြည့်မယ်ပေါင်းလိုက်ရင် okay အရင်ဆုံးတော့တစ်ချက်ဆန်းကြည့်တာပါလေပေါင်းကြည့်မယ်ပေါင်းကြည့်လိုက်ရင်ဒါ26နောက်တစ်ဖက်မှာပေါင်းကြည့်လိုက်ရင်25sorry 25ဒီတော့အဖြေတော့မရအောင်နော်ဒါဆိုရင်တော့ပေါင်းတာမဟုတ်ဘဲနဲ့ဒီခေါက်မြောက်တာအနေနဲ့တွေ့ကြည့်အောင်8 multiply 18အဲ့တော့88လေးဆို88လေး64 6မှတ်တယ်8လေးရှိရ6ရဆိုတော့14 144 okay နောက်တစ်ခု16နဲ့9ဆိုတော့9 6လေး54 4တူနေပြီနော်အဲ့တော့2လောက်တယ်အဲ့တော့9မှတ်တယ်နောက်တစ်ခု9လေး9နဲ့9နဲ့ဆိုတော့144ဟုတ်ပြီအဲ့ဒါအခုတူပါပြီကဲတော့နောက်တစ်ခုလည်းအတိုင်းပဲဒါမဲ့ cross နဲ့ okay မြောက်မယ်8နဲ့18နဲ့မြောက်တာက144ရဲ့နောက်တစ်ခု cross ဒီဘက်က9 multiply 16ကလည်း144ကဲဒီတော့တူပါပြီဆိုတော့နောက်တစ်ဖက်မှာလည်းရှာမယ်ပထမတစ်ခုက6 multiply 34အဲ့တော့6လေးလေး24နဲ့မှတ်ထားတယ်6 3လေး18ရဲ့2ရဲ့20 204ဒီတော့နောက်တစ်ခုက12 multiply ဘာလဲတော့မသိဘူး204ရမယ်ဒီတော့ကိုပြောင်းပြန်ပြန်စဉ်းစားကြည့်ပေါ့20နဲ့မြောက်တယ်ဆိုတော့ပြောင်းပြန်ပြန်စားကြည့်လိုက်မယ်စနစ်တလီစနစ်အဲ့တော့ရှစ်ကျမယ်84ဆိုတော့စနစ်9လီ84 yes အဲ့တော့ဒီမှာအပြာစနခုရပါပြီပထမတစ်ခု22နောက်ဒုတိယတစ်ခုက B က17ရပါမယ်ကဲပြီဒီတစ်ခါတော့0 number 5ပုံစံမှာဆက်ကြည့်မယ်ဒီ number 5မှာကျတော့ဒီလိုမျိုးပုံစံလေးအနေနဲ့သူကဒါရှင်းပြထားလေးတစ်ချက်ပြပြမယ်နော်Mrs. Clancy ကသူ့ရဲ့တင်ငယ် student တွေကိုပေါ့သူအတန်းပိတ်တဲ့အကြောင်းကြီးညာတယ်အဲ့ကြီးညာတဲ့အခါမှာသူကတခါ10မိနစ်ချင်းစီသူကပြောသွားပေါ့ပထမ first minute မှာဆိုရင် A ဘက်ကိုပြောတယ်နောက် second minute ဒုတိယ minute မှာဆိုရင်Diane ကိုပြောတယ်နောက်ဘာဆက်ဖြစ်လဲဆိုတော့အဲ့ဒီအရှိကတီးပြီးသား A ဘက်ကပဲနောက်ထပ် Diane မဟုတ်တဲ့နောက်ထပ်သူကလည်းသူသိတဲ့တခြားတယောက်ကိုစင်ငယ်ထပ်ပြီးပြောတယ်ပေါ့နော်အဲ့လိုမျိုး and so on နဲ့ဆက်ပြီးအဲ့လိုမျိုးပြောသွားတဲ့အခါမိကုန်းက student ဘယ်နှယောက်ကတော့တည်သွားမလဲနောက်9မိနစ်ကြာတဲ့အခါမှာပေါ့အဲ့တော့ဆရာတို့ကပထမဆုံးကတော့ဒီခြေကတော့စသည်ဒီခြေကပဲပြောမယ်နော်အဲ့တော့ပထမ1 minute ကနေပြီးတော့ဘယ်လိုမျိုးဖြစ်သွားလဲဒါလေးတွေကိုပတန်လေးတွေပုံစံမျိုးနဲ့သူပွားသွားတဲ့ပုံစံကိုစဉ်းစားကြည့်ပထမကတော့ရှင်းတယ်ပထမ A ပဲပထမ minute မှာဆိုရင်ဆရာတို့ A ပဲတယောက်ရှိတယ်ဒါပေမဲ့ A B C D ရေးနေတာထက်ဆရာတို့ number လေးနေတော့သိတောင်းလို့ရေးသွားခြင်းပဲနော်ဒီတော့ပထမဆုံးဒီခြေကနေပြီးတော့ A ပဲဆိုရဲတယောက်ကိုပြောတယ် okay ပထမ1ပေါ့နော်အဲ့တော့ပထမ1ကနေပြီးတော့ဒုတိယမိနစ်ကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီခြေကလည်းတယောက်ကိုပြောတယ်အဲ့တယောက်ပြင်ကိုမှဒီတယောက်ပြင်ကိုမှပေါ့လေနောက်ထပ်ဒီအနောက်ကရှိတဲ့သူတွေသူ A ဘက်ကလည်းပြန်ပြောတယ်ဆိုတော့ဒါကအဲ့ဒီ1ကိုမှနောက်ထပ် +1 ပေါင်းသွားတာမဟုတ်လားဒါဒီ1က A ပဲပြောတဲ့သူပေါ့လေနော်အဲ့ဒီ1ကိုပဲနောက်ထပ် +1 ထပ်ပေါင်းတယ်အဲ့ဒီနောက်ဘာဆက်တည်စဉ်းစားဖို့ရှိလဲဆိုတော့ okay နာမည်လေးနဲ့ပဲရေးကြည့်ရရင်ပထမကဒါက A ပဲဒါ A ပဲနော်
okay နောက်တစ်ခုနောက်တစ်ယောက်ကကြတော့တိသွားတဲ့သူတွေထဲမှာဒီချေတော့မပေါအောင်နော်ဒီချေကတော့ student မဟုတ်တဲ့အတွက် student တွေကိုပဲထည့်ရေးတဲ့အခါ A ဘယ်ကငကိုတည်ပြီးသားဒုတိယမိနစ်ဆိုရင်လည်း A ဘယ်ကတည်မှာပဲပထမမိနစ်လည်းတည်မှာပဲနောက်မိနစ်တွေကြာလည်း A ဘယ်ကတည်မှာပဲဒီတော့ A ဘယ်ကိုတော့ထည့်ရေးမယ်နောက်တစ်ယောက်ကကြတော့ဒီချေကပြောလိုက်တဲ့ Diane ရယ်နောက်ပြီးတော့ A ဘယ်ကနေပြန်ပြောတဲ့ Chloe ရယ်နော်၃ယောက်အဲ့၃ယောက်မှာဆရာတို့ A ကဒီငကို1ကိုပဲကိုစားပြုတယ်ဒီ1ကရှိပြီးသားဘာလေးထပ်တိုးသွားလဲဆိုတော့2ယောက်ထပ်တိုးတယ်အဲ့တော့1 + 2ဆိုတော့3ဒီအောင်မှာလည်း3ယောက်ရှိပါမယ်ကဲဒီတော့နောက်တတိယအကြိမ်မြောက် okay ဒါ second ဒါ first ပေါ့နော်ကဲနောက်တတိယအကြိမ်မြောက်ကြတော့ဘာဖြစ်သွားလဲကြည့်အောင်ပထမဒီတီးပြီးသားသူတွေကနောက်မိနစ်ဆိုရင်လည်းတည်နေအောင်ပါပဲနော်ဒီလူတွေကတော့ပြန်ရေးမယ်ကဲဒီတော့ဒီ3ယောက်ပြင်ကုန်မှာဘာထပ်ဖြစ်လဲဆိုတော့ဒီချက်ပြောတဲ့သူတယောက် okay AB ADC မဟုတ်တဲ့နောက်ထပ် E ပေါ့လေဒါပါနော် E တယောက်ရှိမယ်နောက်တစ်ခုရှိတာကအဲ့ဒီ3ယောက်ကပြောတယ်နောက်ထပ်3ယောက်လည်းဆက်ပြီးတော့ရှိအောင်မယ်ဘာကြောင့်လဲဆိုတော့သူပြီးသားသူတွေကလည်းဒီမှာပြန်ပြောတယ်လို့ပြောတာနော် A ပဲဆိုရင်လည်းသူပြီးသားသူတွေကဒီမှာ Chloe ကိုလည်းအဲ့လိုမျိုး single ပြောတဲ့အတွက်ကြောင့်ဒီမှာ ADC ကနောက်ထပ် F G H အဲ့ဒီလိုမျိုးထပ်ပြီးတော့ပြောတယ်ကဲဒီတော့ဆရာတို့ပေါင်းတဲ့နာမတွေနဲ့ပြောရရင် ADC ကဒီ3ကိုကိုစားပြုတယ်ဒီ ADC 3ယောက်ကနောက်ဘာပေါင်းလဲဆိုတော့ +1 ပေါင်းတယ် +1 နော် +1 ပြင်မှာနောက်ထပ်ဘာထပ်ပေါင်းသေးလဲဆိုတော့ဒါက ADC 3ယောက်ပြင် +1 ဒါဒီချက်ပြောတဲ့1နောက်ကဒီ3ယောက်ရှိလို့အဲ့3ယောက်ကနေပြန်ပြောတယ်နောက်ထပ် +3 3ယောက်ထပ်ပေါင်းတယ်အဲ့တော့3 + 3 + 1ဆိုတော့ okay နံပါတ်နဲ့ပြောရရင်တော့7ပေါ့ဒါကိုဆရာတို့နားလည်လွယ်အောင်ကြည့်ရရင်ဒီ3ယောက်ပြင်ကိုမှနောက်ထပ် +1 ပေါင်းတယ်1ပေါင်းတယ်3ပေါင်းတယ်ဒီမှာလဲဆရာတို့2လို့မရေးဘဲနဲ့ဒီလိုပုံစံမျိုးလေးစင်တူအောင်လို့ပတန်လေးနဲ့စဉ်းစားကြည့်ရရင် okay 1 + 1အဲ့ဒီမှာဒါဆိုရင်ပတန်လေးနဲ့စဉ်းစားလို့ရတယ်အဲ့တော့ပထမ1ကဘာကိုကိုစားပြုလဲဆိုတော့ဒီချက်ပြောတဲ့သူတယောက်ကိုကိုစားပြုတယ်ငကို1ကဘာကိုကိုစားပြုလဲဆိုတော့ငကိုတီးပြီးသားသူကိုကိုစားပြုတယ်နောက်ထပ်1ကကြတော့သူကနေထပ်ပြောတဲ့သူကိုကိုစားပြုတယ်အဲဒါဒီမှာလဲမှန်လားကြည့်ရမယ်ငကိုတီးပြီးသားသူ3ယောက်ရဲ့ဒီချက်ပြောတဲ့1ယောက်ရဲ့အဲ့ဒီငကိုရှိပြီးသားသူကပြန်ပြောတဲ့3ယောက်ပေါင်းသွားတယ်ကဲဒါဆိုရင်တော့နောက်ပိုင်းတွေကိုဆရာတို့ဒီလိုမျိုးကနေဒီနဲ့ဘယ်သူတွေနာမည်ကြီးရေးစရာမလိုတော့ဘဲနဲ့စဉ်းစားလို့ရတယ်โอเคအခုနောက်4ချိန်မြောက်မှာလဲပတန်ကိုတွေ့ပြီဆိုတော့ဒီချက်ပြောတဲ့သူ1ယောက်ပေါင်းမယ်ပေါင်းတဲ့အပြင်ကိုဒီတီးပြီးသားသူ9ယောက်ကဆင်ခဲ့တယ်ထက်9ယောက်တစ်ပေါင်းဒီတော့771 15ပါကဲနောက်ဆုံးမေးခွန်းကလိုချင်တယ်9ချိန်မြောက်ရှာလို့ရပြီအဲ့တော့9ချိန်မြောက်မှာဆိုရင်โอเคပထမဒီချက်ပေါင်းတဲ့သူ1ယောက်ရဲ့ငကိုတီးပြီးသား15ယောက်ရဲ့အဲ့ဒီ15ယောက်ကနေထပ်ပြောတဲ့15ယောက်ပေါင်း31ရပါမယ်အဲ့တော့ဆရာတော်ကိုနောက် answer အနေနဲ့ answer 31 students ရပါမယ်ကဲဒီတော့အခုနံပါတ်6ပုံမှာဆိုရင်သူကဒီပတန်လေး A ရဲ့တန်ဖိုးကိုရှာပြရမယ်အဲ့ဒီ A ရဲ့တန်ဖိုးအတွက်သူပေးထားတဲ့ circuit အတွင်းမှာတစ်ခုနဲ့တစ်ခုနဲ့ connection တွေရှိမလားချိတ်ဆက်ထားတယ်ပြီပေါ့အဲ့တော့ဒီလို circuit တွေမှာဆိုရင်စဉ်းစားလို့ရတာတွေကအုပ်စုတွေပိုင်းတာမျိုးဥပမာ5 6 also 10 9 also now 3 2 group A7 group အဲ့လို group လေးတွေချင်းချင်းတူညီနေတဲ့အခြေဆက်လေးရှိမလားဒါမှမဟုတ်ဒီလိုမျိုးနှစ်ခုတွေပိုင်းတာမျိုးတွေလည်းစဉ်းစားလို့ရတယ်ဒါမှမဟုတ်ဆရာတို့စဉ်းစားနေကြ crossing လေးလည်းစဉ်းစားကြည့်လို့ရတယ်ဒီတော့ဒီမှာဆိုရင်တော့ crossing လေးတစ်ချက်တွေ့တာ339အလီဆိုလို့ရတယ်နောက်တစ်ခုဆိုရင်လည်းဒီမှာအလီဆိုလို့ရတယ်5လီ3လီဆိုတော့ဒီမှာရောအလီရတာကဲဒီတော့ဒီမှာကျတော့မရတော့အဲ့တော့အလီတော့ဒါစဉ်းစားလို့တော့မရဘူးဒီတော့တစ်ချက်သတိထားကြည့်လို့ရတာကဒီမှာတဖြည်းဖြည်းနဲ့တိုးသွားတယ်ဒီအုပ်စုလိုက်လေးကိုသူ့ရဲ့တစ်ခုချင်းစီအစီအစဉ်လေးကြီးသွားရင်လည်းရတယ်ဒီမှာဆိုအစီအစဉ်ကြည့်တဲ့အခါထိုးကြချက်အနေနဲ့1 3 4 5တော့မဟုတ်ပဲ2 3 5 6ကဲဒါမဲ့တိုးတော့တိုးတယ်ပေါ့လေတဖြည်းဖြည်းတိုးသွားတယ်ဒါမဲ့ဒီမှာကျတော့ပြန်လျော့သွားတယ်အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့မှာမတူညီတဲ့အနေအထားမျိုးရှိတယ်ဒါမဲ့ဟိုဘက်မှာလည်းဒီလိုတိုးလာတယ်ဒီမှာတော့လျော့သွားဆိုတော့ပြောင်းပြန်အနေနဲ့ပြန်ကြည့်အောက်ကနေဆိုရင်တော့တိုးလာတယ်ပေါ့အဲ့တော့ဒီမှာလည်းတိုးလဲဟိုဘက်လည်းတိုးတယ်သဘောမျိုးနဲ့ဆိုတော့အုပ်စုကိုတဝက်ဝက်ပြီးတော့စဉ်းစားကြည့်လိုက်လို့ရတယ်ကဲဒီတော့ပထမအနေနဲ့ဘယ်လိုဖြစ်လဲဆိုတော့ဒီဘက်မှာဆိုရင်+1တိုးတယ်နောက်ဒီမှာကျတော့3 + 2တိုးတယ်โอเคနောက်ဆုံး5 6ကကျတော့+1တိုးတယ်ဒီတော့
ခြေနေရ1 2 1 2တယ်ဆိုတော့ဒီဘက်ကတော့ A ကတော့မတည်သေးလို့မစဉ်းစားသေးဘူးနောက်ဂျားရရောက်မှန်လား7 9ကဲခုနလိုမျိုးတစ်ခုမဟုတ်ဘဲနဲ့နှစ်ခုလေးထူကြနေတာကဒီမှာလည်းတစ်ဖက်မှာထူကြနေတာတွေ့တယ်7 9မှာလည်း yes 2 2တယ်နောက်တော့ဒီမှာလည်း +1 ကဲတော့ဒီဘက်ချမ်းကတူတဲ့ပုံစံနဲ့တူတဲ့ပုံစံချင်းတူနေပြီဆိုတော့နောက်ဆုံးမှာလည်း1ဖြစ်ပါမယ်အဲ့တော့ a + 1က7ဆိုတော့ a က6ဖြစ်ပါမယ်ကဲအဲ့ဒီကနေ answer ရပါပြီခုနောက်7မှာဆိုရင်ဒီမှာကျတော့ခုနကလိုမျိုး circle တွေပဲအဲ့တော့ crossing တွေစဉ်းစားလို့ရတယ်ဒါမှမဟုတ်တဖြည်းဖြည်းခုနလို group တွေပိုင်းလို့ရတယ်ဒီခေါက်ကျတော့ဒီ3ပုတ် A တစ်ပုတ်အရင်စားကြည့်ရအောင်နော်ဒီမှာကျတော့ okay crossing နဲ့စဉ်းစားကြည့်မယ်ဆိုရင်ထူးခြားတာတစ်ချက်တွေ့ရတယ်ဒီမှာဆိုရင်2 4လီရတယ်ဒီမှာဆိုရင်လည်း5 10လီရတယ်ဖြစ်ချင်တော့ဒီမှာဆိုရင်2 4က okay အခု A ပုတ်ရေးမယ်နော်ကဲတော့ဒီပုတ်မှာဆိုရင်ဘာထူးခြားချက်တွေ့လဲဆိုတော့2နဲ့4နဲ့မှာ2က2 times 2က4နောက်တစ်ခု9နဲ့10မှာဆိုရင်လည်း9နှစ်လီ10အဲ့တော့အလီဆိုတာချင်းနှစ်လီဆိုတာချင်းတူနေတယ်ဆိုတော့ပထမ A ကိုရှာမယ် A နဲ့14ကကြတော့ A ကနေ A times 2က14ဆိုရင်အဲ့ဒီမှာ A ရပါပြီ A က9ဖြစ်ပါတယ်နောက်တစ်ခု B အတွက်ကကြတော့9ကနေပြီးတော့သူက9ကနေလီဆိုမလား9ဖြစ်မလားဆိုတော့9ကနေလီဆိုတာပဲဖြစ်နိုင်မယ်နော်သူကဒီမှာသွားတယ်ဒီမှာလည်းသွားမယ်ဒီမှာလည်းသွားမယ် A က9ကလည်းသွားမယ်နော်ဒါမှမဟုတ်တစ်ချက်ပြန်စဉ်းစားကြည့်လိုက်2လီဆိုပြီးတော့9ရတာလည်းမဖြစ်နိုင်ဘူးလေအဲ့တော့9ကနေပြီးတော့2လီဆိုပြီးတော့ B ရတာပဲဖြစ်ပါမယ်အဲ့ဒီကနေ B ရဲ့ answer 18ရပါကဲပြီဒါ A အတွက်ပါနောက် B အတွက်ဆက်စဉ်းစားမယ်B မှာကြတော့ okay ခုမှကြည့်ရသလားသူကနံပါတ်တွေကတဖြည်းဖြည်းနဲ့တိုးသွားတာစတိုက်လေး16 42ထိတိုးသွားတာတွေ့ရတယ်နော်အဲ့တော့တိုးသွားတဲ့ပုံစံ pattern နေနဲ့ပဲဆိုတော့ဆရာတို့အစင်လိုက်လေးပဲရေးလိုက်တော့ပထမ2 2 4 6 E ကိုတော့ blank ထားလိုက်မယ်နောက်16နောက်တော့ B blank ထားလိုက်မယ်နောက်ဆုံး42ကဲတော့တိုးသွားတယ်ဆိုတော့တိုးသွားတဲ့နံပါတ်လေးတွေရေးကြည့်အောင်ပထမ plus 0နောက် plus 2နောက်တော့ plus 2တဖြည်းဖြည်းများသွားတော့မဟုတ်ဒါပေမဲ့တတိထားမိရင်တွေ့လိမ့်မယ်2ကဒီမှာလဲ2ပြန်လာတယ်အဲ့တော့ဟိုရှေ့မှာလဲတပုတ်ပြောခဲ့သလိုပဲနော်အဲ့တော့အခုဒီမှာရှေ့ဆုံးနံပါတ်ကိုတတိထားစရာမလိုဘူးစဉ်းစားလိုက်ရင်ဒီမှာနောက်ပိုင်းကဒါကဏ္ဍလေးတဖြည်းဖြည်းနဲ့တိုးသွားတယ်ဒါမျိုးတွေကိုလည်းကိုဒါ Fibonacci number ဆိုပြီးတော့ဒါခေါ်လို့ရှိတယ်နော်အဲ့တော့ဒီ number ရဲ့အကြောင်းကတော့ဆရာတို့သေးစိတ်သင်ခန်းစာထဲမှာတော့ပါပါတယ်ကဲတော့ဒီမှာတော့သေးစိတ်မပြောတော့ဘူးဆက်ကြည့်အောင်နောက်တစ်ခု2ပြီးတော့နောက်တစ်ခုလာမှာက4အဲ့တော့ +4 ပေါင်းမယ်နောက်တစ်ခု4ပြီးတော့ရင်6လာမှာ6ပေါင်းမယ်โอเคနောက်တစ်ခုတော့မရေးထားသေးဘူးတစ်ခုစီရှာကြည့်အောင်အဲ့တော့6 + 4က10နောက်စစ်ကြည့်တော့လဲဒီမှာ10 + 6က16ပါဒီမှာမှန်သွားရနော်โอเคအဲ့တော့နောက်တစ်ခုမှာ2 2 4 6ပြီးရင်နောက်တစ်ခုလာတာက10ဆိုတော့ +10 ပေါင်းမယ်10ပြီးရင်16လာတော့16ပေါင်းမယ်โอเคanswer ထဲကြည့်ရခါ16 + 10က26 26 + 16က yeah 42မှန်ကဲအဲ့ဒီကနေ A ရဲ့ answer A ကကြတော့2 2 4ပြီးတော့လာတာဆိုတော့6ပြီးတော့လာတယ်10နောက် B ကကြတော့နောက်တစ်ခုဆက်လာတယ်26ရပါကဲဟုတ်နော်နောက် B အတွက်ရကဲနောက်တစ်ခု C အတွက်ဆက်စဉ်းစားမယ်C အတွက်ကကြတော့ဒီမှာဆိုရင်တိုးသွားတယ်ဆိုရင်ပြန်ရော့သွားပြန်ရောအဲ့တော့တိုးသွားတယ်ရော့သွားတဲ့ပုံစံနဲ့တော့စဉ်းစားလို့မရဘူးဒါမှမဟုတ် group နဲ့ကြည့်မလားဒီလိုတွဲလေးတွေကြည့်မလားတွဲကြည့်တော့လည်းရတော့မရဘူးเนาะအဲ့တော့လီဆိုလို့တော့မရဘူးဒီမှာဆိုရင်တော့ဂျားတွေကဘာမှမသိသေးအဲ့တော့ cross in အနေနဲ့ပဲကြည့်ချင်ရော3 10စဉ်းစားကြည့်လို့ရတယ်2ရဲ့5ရဲ့စဉ်းစားကြည့်လို့ရတယ်အဲ့တော့ဘာတစ်ချက်တွေ့လဲဆိုတော့နံပါတ်တည်တဲ့အခါမှာသူကလည်းလိုက်တည်တယ်သူတည်တဲ့အခါမှာသူနည်းနည်းလေး2ကအစကနေပြီးတော့နည်းနည်းလေးများသွားတဲ့အခါသူကလည်းလိုက်များတယ်အဲ့တော့အရန်သူကနံပါတ်သေးလေးလောက်လေးတူးတာမျိုးမဟုတ်တော့အလီလောက်တော့ဆိုကြည့်ပါနော်ပထမ2ဆိုရင် okay 5ဖြစ်အောင်3ပေါင်းတယ်3ပေါင်းတယ်ဒါမဲ့3ကကြတော့10ဖြစ်အောင်လို့
7ပေါင်းမတူနော်ဒါဆိုရင်ပေါင်းနေတယ်လို့ပဲမစဉ်းစားဘဲနဲ့တခြားမြောက်တာနဲ့ပဲစဉ်းစားကြည့်ရောမြောက်တယ်ဆိုရင်အတိအကျတော့မရောက်ပါပဲအနည်းဆက်ဆုံးအလီပေါ့လေအဲ့လိုစဉ်းစားကြည့်လိုက်ရတယ်ဒီတော့မြောက်တာနေနဲ့ဆိုရင်အနည်းဆက်ဆုံး2လီဆိုလို့ရတယ်2လီ4ဒါပေမဲ့1တော့လိုတယ်ပေါ့နော်โอเคအဲ့ဆိုရင်နောက်တစ်ခုလည်းအလီဆိုကြည့်ရင်3က3လီဆိုတယ်ဟုတ်ပြီအဲ့တော့1ပေါင်းရတယ်ဒီမှာဘာတွေ့ရလဲဆိုတော့အခုဒီမှာ1ပေါင်းတာချင်းတူနေပြန်အဲ့တော့နောက်တစ်ခုကကြတော့မတူပေမဲ့ဘာပြန်ကြည့်လို့ရလဲဆိုတော့သူ့ကိုယ်ပိုင်ခဏနဲ့တော့ပြန်တူနေရောသူတို့ချင်းချင်းလဲတူမားဖြစ်မယ်ဆိုပြီးတော့ပတန်တော့မဟုတ်နော်သူတို့ချင်းချင်းတော့မတူပေမဲ့သူ့ကိုယ်ပိုင်ခဏနေနဲ့မြောက်တယ်လို့တော့ယူဆလို့ရတယ်ကြတော့ဇာတော့သူ့ရဲ့ crossing တွဲတဲ့ number connection ကသူ့ကိုယ်ပိုင်ခဏနဲ့မြောက်မယ်ပြီးတော့1ပေါင်းမယ်ဒါဆိုရင်ဆရာတော်ကို 6 ကနေပြီးတော့1ကိုစဉ်းစားလို့ရပြီနောက် b ကနေပြီးတော့15ကိုစဉ်းစားလို့ရပြီနောက်အဲ့ဒါဆိုရင်6ကနေလဲ a ကိုစဉ်းစားမယ် a အတွက်က okay သူကိုနှစ်3ပြီး4လာတာမဟုတ်ဘူးเนาะသူတို့နှစ်3 4မဟုတ်ဘူးသူကိုပိုင်ကဏ္ဍနဲ့မြောက်တာအဲ့တော့ကိုပိုင်ကဏ္ဍနဲ့မြောက်တင်နဲ့ပေါင်းအဲ့တော့66 36 1ပေါင်းတော့ a ရဲ့အဖြစ်39ရပါပြီနောက်တစ်ခု b အတွက်ကကြတော့သူက b ကနေ90ရမှာအဲ့တော့ b ကနေနောက်ထပ် b နဲ့မြောက်ကိုပိုင်ကဏ္ဍနဲ့မြောက်တယ်เนาะပြီးတော့1ပေါင်းနဲ့1ပေါင်းရင်50ရတယ်အဲ့တော့ဆရာတို့1မပေါင်းခင်က49ပြရမှာပေါ့49နဲ့1နဲ့ပေါင်း50အဲ့ဒီကနေ b ရဲ့ answer 49ဆိုတော့9 9 49 b ပြရပါကဲဟုတ်အဲ့တော့ 7a နဲ့ b နဲ့ c နဲ့3ပေါ့โอเคနောက်တစ်ပုတ်ခဏလေးဆက်ကြည့်မယ်နော်ဒီခေါင်းနံပါတ်8မှာကျတော့သူကဒီမှာ number တစ်ခုလေဒါပေမဲ့အစင်လိုက်လည်းမဟုတ်ဘူးနောက်ပြီးတော့ circle တွေကလည်းသူကပုံစံတူစဉ်စဉ်လေးသွားတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဆိုရင်ဖြစ်နိုင်ခြေရှိတာကအဲ့ဒီ number နဲ့ဒီ circle လေးတွေနဲ့ဆက်ဆက်မှုရှိရမယ်အဲ့တော့ okay ဒါကို1လို့ယူဆရင်ဒါက8ဖြစ်ရမယ်ဒါက9ဖြစ်ရမယ် okay ဒါဆိုရင်14ဖြစ်ရမယ်အဲ့ဆိုရင်51ဆိုရင်ဘာဖြစ်မလဲပေါ့အဲ့တော့သူကိုယ်ပိုင်နံပါတ်ကိုကိုစားပြီးတော့ဆိုတော့ဒါဆိုရင်1ဆိုရင်ဒီနေရာမှာရှိရင်1လို့ပဲယူဆတာမျိုးဖြစ်နိုင်ခြေရှိတယ်နော်အဲ့တော့0ဒီလိုမျိုးယူဆတာမယ်ပထမ1 2 3 4 1 2 3ကိုဆောင်နဲ့ရေးတဲ့ခါကျရင်လည်းအခုလိုမျိုးပုံတိကျကြီးဆွဲရင်တော့ကြာတော့ဒါမျိုးလောက်ပဲအမှတ်သားလုပ်တာပါနော်အဲ့တော့ဒါဆိုရင်1ကဲနောက်တစ်ခု8ကကြတော့0နှစ်ခုဆိုတော့အဲ့နှစ်ခုက0အဲ့အနေနဲ့ဆိုရင်ပေါင်းတယ်လို့ယူဆရင်တော့ပေါင်းတယ်လို့ယူဆတယ်ဆိုရင်တော့မှ10ဖြစ်တဲ့ပေါင်းလို့ရတဲ့အဖြေမျိုးကအမျိုးမျိုးရှိရလေဥပမာ1ကို1ခွန်ဒါမှမဟုတ်2 6ဒါမှမဟုတ်3 5ဒါမျိုးအမျိုးမျိုးဖြစ်နိုင်တော့အဲ့တော့ဘာနဲ့တော့မတိကြသေးဘူးခဏထားခဲ့အောင်နော်နောက်တစ်ခု1 2 3 4 1 2 3 1 2 1ဒါပါနော်အဲ့တော့9ဆိုတော့ဒီမှာကတော့9လို့သိကြပါပြီအဲ့ဆိုရင်နောက်တစ်ခု14ကိုကြည့်အောင်ဒီ14မှာကြတော့1 2 3 4 1 2 3 1 2 1ကဲတော့14ကဖြစ်ဖို့အတွက်ဆိုရင်ပထမဒီဘက်တောင်ဆုံးလေးက1လို့တည်ထားတယ်နောက်တတိယမြောက်အောက်ကကြတော့9လို့တည်ထားတယ်ဆိုတော့1နဲ့9နဲ့က10အဲ့ဒါဆိုရင်ဒီအလေက4လို့ပြောလို့ရပြီဒါဆိုဟိုပေါ်စဉ်းစားလို့ရပြီဘာကြောင့်လဲဆိုတော့ဒီနေရာလေးကနောက်တစ်ဖက်မှာလည်းဒီမှာပါတယ်ပြကြမလို့အဲ့တော့ x ဆိုတော့0ဒါဆိုရင်8ရဖို့အတွက်4ဆိုရင်နောက်တစ်ခုကလည်း yes 4လို့ပြောလို့ရပြီပေါ့ကဲဒါဆို okay အမှတစ်ချက်တွေ့ရတာကဒါမှတ်မိတယ်ဆိုရင်ဒါတွေက square number အနေနဲ့ပြောလို့ရတယ်နော်1 4 9ဒါဆိုရင်နောက်တစ်ခုက16အနေနဲ့စဉ်းစားလို့ရတယ်ကဲတော့51အတွက်စစဉ်းစားရအောင်51အတွက်1 2 3 4 1 2 3 1 2 1ကဲဒါဆိုရင်အားလုံးပေါင်း51ရမယ်တိတာက0က1ရယ်4ရယ်9ရယ်တည်တယ်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီမှာလဲ44တူတူတွေပဲဆိုတော့ဒီမှာလဲ9နေပဲဖြစ်ရမယ်ကဲတော့15ကိုရအောင်လို့ဘာတွေနဲ့ပေါင်းရင်ကောင်းမလဲစဉ်းစားကြည့်အောင်15ဆိုတော့ okay ကဏ္ဍများတွေနဲ့ပဲစဉ်းစားကြည့်ရင်6 4 36 9 5 45 okay 9 9တွေပဲ9ကတော့မရှိဘူးလေဒီမှာ9က3ကပဲရှိတယ်အဲ့တော့93လေး20ခွန်ပေါ့20ခွန်ရေးထားလိုက်မယ်20ခွန်ဆိုရင်ဘာလို့မလဲဒါဆိုရင်4လို့တယ်နောက်ပြီးတော့31ဆိုတော့24လို့တယ်အဲ့တော့24ဆိုတော့
0ဒီ6လောက်နဲ့တော့မလုံလောက်တော့အဲ့ဆိုရင်16တွေပါထည့်စမ်း1 4 9 16နော်ကဲပြော16ဒီနဲ့ပါထည့်စမ်းရင်16 2 4က32 16 3လီဆိုရင်48နော်အဲ့တော့16 3က16 3ကဆိုရင်48အဲ့တော့48ဆိုတော့ကျွန်တော်လိုအပ်တာက48ဆို51ပြဖို့ဆိုရင်3လိုတယ်အဲ့တော့3ကဒီမှာတော့မရှိဘူးကဲဒါဆိုရင်16 3ခုမထည့်ပါပဲနဲ့3ခုကဒီမှာကျန်နိုင်နေလဲဒါဖန်တီးလို့မရနိုင်တော့အဲ့တော့16 3ခုမထည့်ပဲနဲ့16 2ခုပဲပေါ့နော်2ခုပဲဆိုရင်ရောဘာဖြစ်မလဲကဲတော့2ခုပဲထည့်မယ်ဒါတစ်ခုဖြတ်ထားမယ်နော်အဲ့တော့2ခုပဲထည့်တဲ့က16နဲ့4က32 32ဆိုတော့လိုတာက6လိုတယ်နောက်41ဆိုတော့19လိုတယ်အဲ့တော့19က0ဒီမှာစဉ်းစားလို့ရပြီ9နဲ့18 18နဲ့1နဲ့ပေါင်းရင်ရတယ်အဲ့တော့9နဲ့9နဲ့1နဲ့ပေါင်းရင်ရပါတယ်ဒါဆိုဆရာတို့လိုအပ်တဲ့ကဏ္ဍလေးပဲပြန်ရေးမယ်9ကလည်း2ခုပဲလိုတော့ဒီမှာတစ်ခုပြန်4ကကြတော့လုံးဝမလိုတဲ့အတွက်4တွေကိုဖြတ်သွားမယ်ကဲရပြီအဲ့ဆိုရင်ဆရာတို့လိုချင်တဲ့ answer ကိုဒီမှာ circle လေးရေးရရင်16နေရာ4ခုမြောက်မှာ2ခုရှိမယ်နောက်ပြီးတော့9နေရာမှာကျတော့2ခုရှိမယ်နောက်ဆုံး4နေရာမှာမရှိဘူး1နေရာမှာ1ခုရှိမယ်ဒါဆိုရင်ဆရာတို့လိုအပ်တဲ့ answer ရပါကဲခုဒီပါနံပါတ်9ပု္ပ္ပစာအတွက်ဆိုရင်တော့ဆရာတို့ဒီပတန်တွဲလိုက်မယ်နောက်အဲ့တွဲလိုက်တည်းရဲ့တူညီတဲ့အနေထားကနေပြီးတော့အောက်ဆုံးကနံပါတ်မျိုးပေါ့လေဒါကို question mark ရှာမယ်အဲ့တော့ဒီတစ်ခုအတွက်ကဒါဆိုရင်ဆရာတို့အကျန်းနေနေအရင်စဉ်းစားကြည့်အောင်ပေါ့2 3 okay ပေါင်းလိုက်ရင်တော့အောက်က9နဲ့ကွက်တီတူတယ်နောက်တစ်ခုကျတော့9နဲ့3နဲ့ပေါင်းရင်8ဒီမှာကျ2နဲ့3နဲ့ပေါင်းရင်9အဲ့တော့ဆရာတို့ပေါင်းတာနဲ့စဉ်းစားကြည့်ရင်ကျတော့ဒီမှာကအခုဆိုရင်တူညီတဲ့အနေအထားမျိုးမှာတော့မတွေ့ရအောင်။ကဲဒါဆိုရင်ပေါင်းတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ okay မြောက်တဲ့အနေအထားမျိုးပေါ့လေ။ဒါမျိုးအနေနဲ့စဉ်းစားကြည့်ရင်ရော။ okay 2 3 6တစ်กว่าတယ်နော်။5 3 15တစ်กว่าတာပဲဒါပေမဲ့မတူတာကဒီမှာကျတော့1ရော်တာနောက်တစ်ဖက်မှာကျတော့1တိုးတာအဲ့တော့မြောက်အနေထားနေရတယ်ဒါမရသေးဘူး။ဒါဆိုရင်okay ဆရာတို့သူတို့ကိုယ်တိုင်ကနေပြီးတော့အတွဲလိုက်လေးတွေရှိမလားဒီဘက်အောက်ဒီနဲ့စဉ်းစားကြည့်ရင်လည်းဒီမှာက2တိုးတယ်ဒီမှာကျတော့ကနန်းအရင်กว่าနေအဲ့တော့ဆရာတို့အောက်ကနံပါတ်ကျတော့တီးခြားထူးခြားနေရဒုတိယနေရာမှာဆိုရင်အထူးသဖြင့်တွေ့ရတယ်အဲ့တော့ဒီနံပါတ်2ခုပဲသူတို့ကိုယ်တိုင်ကဆရာတို့ပေါင်းတော်နှုတ်လိုက်တာဆိုရင်နှုတ်တာဆိုရင်ဒါဆိုရင်နှုတ်ကြည့်ရင်1ဒီမှာဆိုနှုတ်ကြည့်ရင်2ဆိုင်တော့မဆိုင်သေးဘူးနော်အဲ့တော့သူတို့ကိုယ်တိုင်ကနံပါတ်ကြီးသွားတဲ့အခါမျိုးမှာဆက်ဆက်မှုရှိနိုင်တာအဲ့လိုမျိုးပါလေဒါစဉ်းစားကြည့်မယ်အဲ့တော့3 2 4ဆိုရင်6ဆိုရင်9ရဖို့အတွက်ဆိုရင်1ရောမှရမယ်ဒါပေမဲ့2နဲ့မဆိုင်ဘူးဒီဘက်မှာဆိုရင်အဲ့ဒါ2ခုလောက်တော့မဟုတ်ဘဲနဲ့ဒီခေါက်3လီလောက်ဆိုရင်3 3လီဆိုရင်9ဆိုရင်9ရဖို့အတွက်က4ရောမှရမယ်အဲဒီတော့နယ်ဆက်တာလေးတော့တွေ့ပြီဒီမှာဆိုရင်3ဆိုရင်9နဲ့ဆိုင်တယ်2ဆိုရင်4နဲ့ဆိုင်တယ်ဘယ်လိုလဲဆိုတော့အလီဆိုသွားရင်ပေါ့တကယ်တော့ဒါလေးကိုကိုမြင်တောင်းလို့တစ်ချက်ချရေးကြည့်မယ်3လီ9နောက်တစ်ခုကကျတော့2ကကျတော့2နဲ့4အဲ့မှာဟိုရှေးကပုတ်ဆိုင်လိုပဲတခါသတိထားမြင်ဒါကသူကတူရတဲ့2ခုမြောက်တဲ့သဘောမျိုးเนาะအဲ့တော့9နဲ့4နဲ့ကနှုတ်ရင်9ရတယ်အဲ့ဆိုရင်နောက်တစ်ဖက်မှာကျတော့9နဲ့3နဲ့အဲ့တော့9နဲ့3နဲ့ကြတော့ခုနကလိုမျိုးပဲတူရမြောက်တဲ့ဒီနဲ့ပဲစဉ်းစားကြည့်မယ်နော်အဲ့တော့9လီဆိုရင်25နောက်တစ်ဖက်မှာကျတော့3လီဆိုရင်9အဲ့တော့25နဲ့9နဲ့ဆိုရင်အခုစကနန်းကြီးသွားတဲ့အခါသူပြောထားတယ်ဒီမှာကြီးတဲ့နံပါတ်နေလေ yes ဟုတ်တယ်ဒီမှာပြင်ရတာတွေ့ရတယ်နော်25 - 9က16ကဲပြီးရဆိုရင်တော့အခုဆိုရင်ဒီဖြေရပြီဆိုတော့နောက်တစ်ဖက်အောက်ဆုံးမှာလည်းသူတို့ပုံစံပတန်တိုင်းပဲပထမ200ခုမြောက်6 is 36အဲနောက်တစ်ခု4 16ရပြီအဲ့တော့နောက်ဆုံးအဲ့ဒီနှစ်ခုရဲ့နှုတ်လက်က36 - 16 20ရပါပြီအဲ့တော့နောက်ဆုံး answer A 20ရပါ
နောက်အခုဒီမှာနံပါတ်10ပုံမှာဆိုရင်သူကဒီမှာပတန်လေးပေးထားတယ်နံပါတ်တွေအများကြီးပေးထားတယ်အဲ့ဒီမှာသူပြောင်းနေတဲ့နံပါတ်တွေရှာကြည့်မှာပါလေဒီတော့ကျတော့ဒီမှာဆိုရင်ကြည့်ရတဲ့လောက်ကနံပါတ်တွေကဘေးထိုက်ကြည့်မယ်ဆိုရင်တော့โอเคမြန်ခဏန်းတွေကတိုးသွားတာလေဒီမှာတိုးသွားလေယူဆရင်တော့မှနောက်တစ်ဖက်မှာကျတော့ရော့တယ်ပြီးတော့ဒီမှာပြန်တိုးပြန်အောင်အဲ့တော့အစင်လိုက်လို့တော့ယူဆလို့တော့မရဘူးဒီတော့အုပ်စုလိုက်နေနဲ့အပေါ်အောက်လေးကြီးကြည့်ရင်တော့ရလောက်တယ်ဒီလိုမျိုးအုပ်စုလိုက်လေးပေါ့လေနော်ဒါမျိုးတွေဆိုရင်ပိုရှိဖို့များတယ်တခုဒီမှာသတိထားမိတာပေါ့လေဘာတစ်ချက်လဲဆိုတော့8ရယ်12ရယ်14ရယ်ဒီမှာအောက်မှာအပေါ်မှာကျတော့ဒီမှာတွေကနံပါတ်တွေကပြောက်တော့တိုးလာရလည်းရှိရရော့လာရလည်းရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့အောက်မှာတော့9 18 12 15ရော့သွားတယ်ဆိုပေမဲ့သူတို့တွေကအားလုံးကြည့်လိုက်ရင်အလီတစ်ခုရဲ့နံပါတ်တစ်ခုရဲ့အလီအနေနဲ့စဉ်းစားလို့ရတယ်ဥပမာဆိုရင်9ဆိုရင်3လီရတယ်ဒီမှာဆိုလည်း yes ဒီမှာဆို36လီ18 3လီ12 3လီ15 3လီရနေအပေါ်မှာကြည့်တော့လည်း4လီရနေတယ်အဲ့တော့ကျတော့3လီ4လီတွေရဲ့ထူးခြားချက်အနေနဲ့တော့စဉ်းစားလို့ရတယ်ဒါဆိုရင်တခုတော့ရှိတယ်အလဲနံပါတ်တွေကမပါဘဲနဲ့3လီ4လီပဲဆရာတို့ကောက်ယူလို့တော့မရဘူးအလဲတွေနဲ့အလဲကဒီနံပါတ်တွေနဲ့လည်းအချိတ်ဆက်တော့ရှိတယ်ဒီအောက်ကဒီလဲကနံပါတ်တွေနဲ့လည်းအဲ့တော့တွဲကြည့်တာပေါ့ဥမာဆရာတို့ဒီမှာဆို6နှစ်လီအပေါ်ကဆရာတို့2လီအနေနဲ့စဉ်းစားလို့ရနော်ဒါ4လီလည်းရနိုင်တယ်လို့2လီအနေနဲ့လည်းစဉ်းစားလို့ရတယ်အဲ့တော့ဒီမှာ2လီဆိုရင်โอเคကျန်တာတွေကတော့2လီထားလိုက်ပေါ့လေအဲ့ဆိုရင်အောက်ကကျတော့3လီတွေဆိုတော့ဒီမှာ3လီရတာ3လီမရအောင်နောက်ဒီဘက်မှာဆိုရင်လည်း6နဲ့15နဲ့ကျတော့0.95ကျတော့လည်းမရပြန်အောင်3လီတို့လည်းမရအောင်เนาะအဲ့တော့0ဒီဘက်နဲ့တွဲတာမျိုးမဟုတ်တော့ဒါဆိုရင်တခုတော့ရှိတယ်လယ်နဲ့တွဲရမယ်ဆိုတော့ဒုတိယမြောက်နဲ့ပထမနဲ့ဒုတိယနဲ့တွဲတာမှမဟုတ်တာတတိယနဲ့တွဲခင်ရောဒီမှာတတိယတော့အပေါ်နဲ့တွဲစရာမရှိဘူးတတိယနဲ့4နဲ့โอเคဒီမှာဆိုတော့တွဲရတယ်4နဲ့8နဲ့က4နဲ့4 8အဲ့တော့2လီဆိုရဲဆိုတော့ကျန်တာတွေလည်း2လီဆိုလို့ရတာပဲလေအပေါ်က2လီကနံပါတ်ရင်းနဲ့ပြောလို့ရအဲ့ဆိုရင်ဒီမှာတွဲလို့ရတာဆိုတော့နောက်တစ်ခုအနေနဲ့ဆိုရင်โอเคဒီမှာဆိုရင်ကြည့်လိုက်မယ်6နဲ့18ဆိုရင် yes ဒီမှာပြောထားတဲ့အတိုင်းပဲဒီမှာ3လီတွေဆိုတော့ဒီမှာလည်းကြည့်ကြလိုက်6 3လီ18အနေနဲ့အတိအကျတူလို့ရတယ်လေးကကြတော့အပေါ်က2လီเนาะကဲဒါဆိုရင်0ဒီဘက်မှာကြတော့2 multiply နောက်တစ်ခုကကြတော့3 multiply အနေနဲ့စဉ်းစားလို့ရပါကဲဒီတော့0အတွဲလိုက်လေးစဉ်းစားသွားမယ်ပထမဒါဆိုရင်အခုစဉ်းစားလို့ရပြီဆိုတော့9ကနေစမယ်5ကကြတော့ဒီနံပါတ်เนาะဒီကနေအပေါ်တက်မယ်အဲ့တော့ငါဒီမှာက2လီတွေဆိုပါเนาะ9နှစ်လီ10ဒါကဆရာတို့လိုချင်တဲ့အဖြစ်နောက်တစ်ခု4ကကြတော့ဒါတည်ပြီးသား4နှစ်လီက8ဒီတစ်ခုကတော့တည်ပြီးသားနောက်တစ်ခုကကြတော့ဘာမှမသိတာကို2လီဆိုတယ်အပေါ်ကနံပါတ်မစရှိပြီးတော့12ရနော်12ရတယ်ဆိုတော့ဒီဘက်က6ဖြစ်မယ်โอเคနောက်တစ်ခုကတော့ဘာမှမသိဘူးအပေါ်က14ရတယ်အပေါ်က14ရထားပြီးသား2လီဆိုတယ်ဆိုတော့ဒီဘက်မှာ9ရတယ်ကဲနောက်ဒီမှာတော့6တစ်ခုကိုတည်တယ်တတိယမြောက်က9ငါလေး blank နှစ်ခုပြီးတော့6လာနော်နောက်တစ်ခုက2လီဆိုရဲဆိုတော့အပေါ်ကအဖြစ်နေနဲ့18ရမယ်နောက်ဒီမှာ3လာတယ်3ဆိုတော့3 2လီဆိုရင်ဒီဘက်မှာ6လိုချင်တဲ့အဖြစ်ရတယ်ကဲဒီတော့ပထမနဲ့တတိယနဲ့နံပါတ်နှစ်ခုဖြည့်ကြည့်မယ်ပထမတစ်ခုကဒီမှာဆိုရင်10နောက်တစ်ခုကကြတော့ဒါပေးထားပြီးသားတတိယအုပ်စုမှာဆိုရင်6 sorry ဒီတစ်ခုကဒီမှာကြတော့တတိယတစ်ခုက6နဲ့လေနော်6 okay နောက်တစ်ခုကကြတော့7နောက်တစ်ခုကကြတော့အပေါ်မှာ18နောက်ဆုံးတစ်ခုကကြတော့6ဒါဖြစ်ရပါမယ်ကဲနောက်ဒီမှာဒုတိယကနေပြီးတော့အောက်ကိုတွဲသွားနေတာပါဒါကိုကြတော့ဒီဘက်မှာဆက်ရမယ်နော်ပထမ9ကနေပြီးတော့အောက်ကိုဆင်းနေဆိုတော့သူကဒီမှာဆင်း3လီအနေနဲ့ဆင်းတယ်နော်အဲ့တော့9 3လီ21အန်ဆာရမယ်နောက်တစ်ခုကကြတော့လိုချင်တဲ့အဖြေကိုမသိဘူး3လီဆိုရင်လည်း9ရမယ်ဒီမှာနော်9ရထားတယ်အပေါ်ကမသိဘူးအဲ့တော့ဒါ3လီပေါ့နော်အဲ့တော့ဒါဆိုရင်အခုစဉ်21ဖြည့်လို့ရတယ်ဒီမှာဆိုရင်3ဖြည့်လို့ရတယ်နောက်တစ်ခုကကြတော့6နဲ့18နဲ့ကကြတော့0ဒီမှာပြထားပြီးသားနော်6 3 18နောက်4ခုမြောက်ကကြတော့ဒီဘက်မှာ12ဖြစ်သွားတယ်နော်
အဲ့တော့စနစ်ဖြစ်သွားတာက4-3စနစ်ကဲဒါဆိုရင်ဒီ plan အနေနဲ့4ရမယ်โอเคနောက်တစ်ခုအနေနဲ့ကတော့ဘာမှမသိဘူး3နဲ့မြောက်လိုက်ရင်15ရတယ်ဆိုတော့နောက်တစ်ခါမှာ9ရမယ်ကဲတော့ဒီနေရာမှာ5ဖြစ်မယ်โอเคနောက်ဆုံးက8တည်တယ်အောက်ကတော့မသိဘူး8 3လီ24ကဲဒီကနေနောက်ဆုံးနံပါတ်24ရပါကဲဒါဆိုရင်အခုလိုအပ်တဲ့ quality အကုန်လုံးဖြည့်ပြီးပါကဲခု chapter 11ရဲ့နောက်ဆုံးပုံစံဖြစ်တဲ့ number 11ပုံစံ chapter 1 practice ပုံစံရဲ့နောက်ဆုံးပုံစံမှာသက်ကြွမှာနော်အခုဒီပုံမှာကြတော့နံပါတ်တွေကတဖြည်းဖြည်းတော့တိုးသွားတယ်တိုးသွားတာတွေကသူကပုံမှန်တိုးသွားတာလားဒါပေမဲ့ဒီပုံမှာဆိုရင်တော့ဒါ pattern ကတော့တော်တော်များရှုပ်ထွေးမဲ့ရှိပုံစံမှာရှိတယ်ကြည့်ကြည့်အောင်4 6 10 14 and 22 26 and now 34ဒီတိရင်ကြည့်တာပေါ့တိုးသွားတာအနေနဲ့တော့သိကြနေတယ်ဒါပေမဲ့တိုးသွားတာကဘယ်လိုတိုးလဲပထမရေးကြည့်အောင်4 + 2နောက်တော့6 + 4နောက်တစ်ခု10 + 4ဒီတော့ပုံမှန်တိုးသွားတာမျိုးမဟုတ်တော့4 4ဆိုရင်အနောက်ကနေနဲ့ပြန်ကြည့်လဲ4 4လည်းမတူဘူးโอเคနောက်တစ်ခုအနေနဲ့ဆိုရင်ရော14ဆိုရင်နောက်တစ်ခုကဒီမှာဆိုရင်8နောက်တစ်ခုဆိုရင်4โอเคနောက်တစ်ခုအနေနဲ့ဆက်ကြည့်ရင်လဲ8သူကတိုးရတယ်နောက်ဆုံး8ထိပြီးတော့88လာခဲ့ရင်တော့ကောင်းတာပါလေဒါပေမဲ့အဲ့လိုမဟုတ်ဘူးနောက်ပြန်တိုးတဲ့ကဏ္ဍပြန်နေသွားပြန်ပြီးတော့ပြန်များသွားပြန်အဲ့တော့တိုးလိုက်နောက်ပြီးတော့ရောလိုက်အနေထားမျိုးမှာရှိရပါလေအဲ့တော့နောက်တခြားနည်းလမ်းစဉ်းစားစရာကတိုးလိုက်ရောလိုက်အနေထားမျိုးကသူကတစ်ခုကျော်အနေနဲ့ဆိုရင်ပို့ပြီးတော့ဖြစ်နိုင်ချေရှိတယ်တစ်ခုကျော်အနေနဲ့စဉ်းစားကြည့်ပါလေဒါမျိုးဆိုရင်4 + 6နောက်တစ်ခု6 + 12Okay 6 12ဆိုတော့18လို့ဆိုရင်ပိုကောင်းတယ်ဒါပေမဲ့ဟုတ်လားမဟုတ်ဘူး12ပဲရတယ်ကဲတော့ဒါဆိုလည်းအဆင်မပြေဘူးနောက်တစ်ခုပိုသေးကြအောင်ကြည့်ကြည့်ပေါ့နောက်တစ်ပတ်အုပ်စုမှာဆိုရင်6 14က8နောက်တစ်ခုဆိုရင်14 to 26က12ကဲတော့တူတာမျိုးလည်းမရှိပါဘူးဒါဆိုရင်အခုဒီနံပါတ်တွေကသူတို့အပေါင်းကြားတွေကတိုးသွားတဲ့အနေအထားမှာတော့မရှိဘူးဒါဆိုရင်သူတို့ကိုယ်တိုင်ကိုများဖြစ်နေမလားဒါဆိုရင်သူတို့ကိုယ်တိုင်ဆိုရင်အခုဒီနေသားနဲ့မှာဆိုရင်4 6 10သူတို့ကိုယ်တိုင်နံပါတ်တွေမှာတော့ဘာထူးခြားခြင်းမှမရှိဘူးတခုတော့ရှိတယ်ဘာတွေ့လဲဆိုတော့ဆရာတို့သတိထားနေကြနံပါတ်တွေမျိုးရှိရနော် even နေနောက်ပြီးတော့ odd နောက်ပြီးတော့ Fibonacci sequence ပုံစံမျိုးတွေအဲ့လို series ပုံစံမျိုးတွေနောက်ပြီးတော့ prime number okay နောက်ဆုံး square number ဒါမျိုးတွေကတော့အမြဲစဉ်းစားနေဖို့လိုရနော်ဒီ level တစ်ချောင်းမှာဒါတော့ဒီ number တွေမှာတစ်ချက်သတိထားမိတာ even number တွေ even number ဆိုရင်တဖြည်းဖြည်းတိုးသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့တခုတော့ရှိရဲ့ number တွေကအရင်ကြီးနေတော့သူတို့တွေအကုန်လုံးကိုအကုန်လုံးနှစ်နဲ့စာကြည့်လို့တော့ရတယ်နော်ဒါဆိုရင်အကုန်လုံးကိုနှစ်နဲ့စာကြည့်လိုက်မယ်ဘာကြောင့်လဲဆိုတော့ကဏ္ဍသေးသွားရင်တော့ပို့ပြီးတော့တွက်လို့လွယ်တာပေါ့နော်ကဏ္ဍသေးသွားအောင်လို့ပြောင်းကြည့်လိုက်မယ်အဲ့တော့2 4ဆိုရင်နဲ့စားတော့2 6က3 okay နောက်တစ်ခုကကြတော့10 divided by 2 5နောက်တော့14 divided by 2 7ဒီမှာသတိထားမိလောက်တွေ့လာတော့မသိဘူးဒီမှာဆိုရင်2 3 5 7နံပါတ်တွေက0 prime number တွေထဲမှာဝင်နေတယ်နော် okay နောက်ပိုင်းပို့တိကြပါအောင်တော့စစ်ကြည့်ပါနောက်ပိုင်းမှာ22ဆိုတော့11 okay ပို့တိကြပါ7ပြီးရင်9က prime number မဟုတ်နော်11ကျော်သွားတယ်ဆိုတော့နောက်ပိုင်းလဲ26 divided by 2 13 34 divided by 2 17ကဲဒါဆိုရင်နောက်ဆုံးဒီမှာ46လဲစစ်ကြည့်လို့ရနော်46 divided by 2 is 23ဒါဆိုရင် prime number ပဲကဲဒီတော့လိုအပ်တဲ့အဖြေရှာလို့ရပြီသူက divided by 2ဆိုရင်ရမယ့် answer က19ရမယ်19ဆိုတော့ပြောင်းမယ်အနေနဲ့အပေါ်ပြန်ပြီးတော့ဒီမှာကတော့ divided by 2ဆိုတော့အပေါ်ပြန်ပြီးတော့မြှောက်လိုက်တော့38ရပါမယ်ကဲဒီကနေ ABCDE မှာ answer C ရပါ